အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Courage Page ကနေအားလုံးကိုနှွေးထွေးစွာကြိုဆိုပါတယ်ကျမ်းစာကြောင်းတစ်ကြောင်းတစ်ခုအစပြုဖို့ဆိုတာခက်ခဲပါတယ်ဒါပေမဲ့ဒီလိုမျိုးကျမ်းစာကြောင်းတစ်ကြောင်းအစပြုပြီးတဲ့နောက်ပိုင်းမှာနှစ်ပေါင်းမြောက်များစွာရေရှည်ရက်တည်နိုင်ဖို့ကပို့ပြီးမှကိုခက်ခဲပါတယ်အဲ့ဒါကြောင့်မို့ယနေ့လက်ရှိကမ္ဘာပေါ်မှာအကောင်းဆုံးကျမ်းစာကြောင်းတွေလို့သတ်မှတ်ခြင်းခံထားရတဲ့ University လက်အောက်ခံကျမ်းစာကြောင်းတွေဖြစ်ကြတဲ့ Harvard Divinity School of Theology, Princeton Theological Seminary, Duke Divinity School အစရှိတဲ့ကျမ်းစာကြောင်းတွေရဲ့တက်တန်းဟာယာစုနှစ်တစုမကျော်ရင်တော့မှအနည်းဆုံးနှစ်ပေါင်း100အထက်မှာရှိတဲ့ကျမ်းစာကျောင်းတွေပဲဖြစ်ပါတယ် University ကျောင်းတွေရဲ့လက်အောက်ခံမဟုတ်တဲ့တခြားကျမ်းစာကျောင်းတွေဖြစ်ကြတဲ့တိကျရက်တည်တဲ့ကျမ်းစာကျောင်းတွေဖြစ်ကြတဲ့ Gordon Conwell, Asbury Theological Seminary, Dallas Theological Seminary, Trinity Evangelical Divinity School of Theology, ပြီးတော့မှ Fuller Theological Seminary အစရှိတဲ့ကျောင်းတွေရဲ့တက်တန်းဟာလည်းအနည်းဆုံးနှစ်ပေါင်း80အထက်မှာရှိကြပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကမကြာသေးမီကပဲ American Illinois မြို့မှာရှိတဲ့ Trinity Evangelical Divinity School of Theology TATS လို့ခေါ်တဲ့ကျောင်းဟာသူတို့ရဲ့ campus ကိုရောင်းချပြီးတော့မှကနေဒါနိုင်ငံမှာရှိတဲ့ Trinity Western University လက်အောက်မှာတွားရောက်ဖွင့်လှစ်တော်မယ်ဆိုတဲ့သတင်းဟာအမေရိကမှာရှိတဲ့ကျမ်းစာကျောင်းတော်တော်များများအတွက်တကယ်ကိုအံ့ဩစရာကောင်းတဲ့သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ TDS ကျမ်းစာကျောင်းဟာနှစ်ပေါင်း100ကျော်ရပ်တည်ခဲ့တဲ့ကျမ်းစာကျောင်းတစ်ခုဖြစ်တယ်လို့အဲ့ဒီကျောင်းကနေပြီးတော့မှတကယ်နာမည်ကြီး theologians တွေ scholar တွေဖြစ်ကြတဲ့Randall Balmer ပြီးတော့မှ Jim Wallis New Testament scholar တွေဖြစ်ကြတဲ့ Scott McKnight and Craig Blomberg ပြီးတော့မှတကယ်နာမည်ကြီး apologetic လို့ခေါ်တဲ့ Ravi Zachariah အစရှိတဲ့မြောက်များစွာသောခရစ်ယာန်ဓမ္မပညာရှင်တွေကိုမွေးထုတ်ပေးခဲ့တဲ့ကျောင်းတစ်ခုဖြစ်ပါတယ်ဒါတွေမကသေးဘူးအဲ့လိုကျောင်းမျိုးမှာဘယ်သူတွေကသင်ကြားပေးလဲဆိုတော့နာမည်ကြီး New Testament scholar တွေဖြစ်ကြတဲ့ D.A. Carson, Douglas J. Moore, Grant Osborne ပြီးတော့မှနာမည်ကြီး theologian တွေဖြစ်ကြတဲ့ Norman Geisler, Wayne Grudem, Kevin Van Hooser အစရှိတဲ့ပုဂ္ဂိုလ်ဟာလည်းနှစ်ပေါင်းမြောက်များစွာအဲ့ဒီကျောင်းမှာသင်ကြားပေးခဲ့တဲ့ကျောင်းတစ်ခုပဲဖြစ်ပါတယ်TDS ကျမ်းစာကျောင်းနဲ့ပတ်သက်ပြီးတော့မှ Biola University လက်အောက်မှာရှိတဲ့ Talbot School of Theology ကျမ်းစာကျောင်းကဒင်းတူဖြစ်တဲ့ Dr. Ed Stetzer ကတော့ TDS ကျမ်းစာကျောင်းဟာကျမ်းစာကျောင်းများအားလုံးရဲ့တဲချေကြိုက်တဲ့ဘယေမကျမ်းစာကျောင်းတစ်ခုဖြစ်တယ်လို့တင်စားပြီးတော့မှ TDS ကျမ်းစာကျောင်းကိုခိုင်းနိုင်ထားပါတယ်ဒီနေရာမှာမေခွန်းကဒီလောက်နှစ်ပေါင်းမြောက်များစွာရက်တည်ခဲ့တဲ့ကျမ်းစာကျောင်းဟာနာမည်ကြီးဓမ္မပညာရှင်တွေအမှုတော်ဆောင်ပေါင်းမြောက်များစွာကိုမွေးထုတ်ပေးတဲ့ကျမ်းစာကျောင်းကဘာကြောင့်အခုလိုဖြစ်သွားရတယ်လဲကျမ်းစာကျောင်းတစ်ကျောင်းယနေ့ချိန်ထိနှစ်ပေါင်းမြောက်များစွာရက်တည်နိုင်ဖို့ဘလို့အရာတွေကိုရှောင်ကျဉ်ရမလဲဘလို့အရာတွေကိုစောင့်ထိန်ရမလဲဒီမေခွန်းဟာတစ်ကမ္ဘာလုံးမှာရှိတဲ့ကျမ်းစာကျောင်းတွေဒါမှကကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ကျမ်းစာကျောင်းတွေအတွက်အမတန်မှအရေးကြီးတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ရဲ့ဗီဒီယိုလေးထဲမှာဒီမေးခွန်းတွေနဲ့ပတ်သက်ပြီးတော့မှအနည်းငယ်ဆွေးနွေးသွားမှာဖြစ်ပါတယ် TDS ကျမ်းစာကျောင်းဘာကြောင့်အခုလိုဖြစ်သွားရလဲဒီနေရာမှာ TDS ကျောင်းရဲ့ campus ကိုဘာကြောင့်ဖျက်သိမ်းရလဲဆိုတာနဲ့ပတ်သက်ပြီးမှတရားဝင်ထုတ်ပြန်ထားတာချင်းမရှိတာကြောင့်ကျောင်းကဘယ်လိုပြဿနာတွေကြုံခဲ့ရတယ်လဲဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့အပြင်လူတယောက်အနေနဲ့အသေးစိတ်သိဖို့ကအမတန်မှခက်ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုက Christianity Today ကနေပြီးတော့မှသူတို့ရဲ့ဆောင်းပါးမှာ TDS ကျောင်းရဲ့တချို့သောပြဿနာတွေကိုဖော်ပြရေးသားထားပါတယ်အဲ့ဒီပေါ်မှာအခြေခံပြီးတော့မှကျွန်တော်အနေနဲ့ TDS ကျောင်းရဲ့အခုလိုဖြစ်သွားရခြင်းနဲ့ပတ်သက်ပြီးမှဆွေးနွေးသွားမှာဖြစ်ပါတယ် Christianity Today ရဲ့ဆောင်းပါးအဆိုအရ TDS ကျောင်းရဲ့အဓိကပြဿနာနှစ်ချက်ရှိပါတယ်နံပါတ်1ချက်ကတော့ကျောင်းသားဥယျာဉ်တဖြည်းဖြည်းနဲ့ကျဆင်းလာပါတယ်နောက်ပြဿနာတစ်ခုကတော့ကျောင်းသားဥယျာဉ်တဖြည်းဖြည်းကျဆင်းလာတာနဲ့အမျှသူတို့ရဲ့ငွေရေးကြေးပိုင်းဆိုင်ရာကိစ္စမှာအမတန်မှဒုက္ခရောက်လာပါတယ်ဆိုတော့ကျွန်တော်တို့သူ့ရဲ့ကျောင်းရဲ့ history ကိုပြန်ကြည့်တဲ့အခါမှာ2015ခုနှစ်မှာကျောင်းသားစုစုပေါင်းဥယျာဉ်ဟာအချိန်ပြည့်ကျောင်းသားမဟုတ်ဘဲနဲ့အားလုံးကျောင်းသားစုစုပေါင်းဥယျာဉ်1182ယောက်နဲ့အချိန်ပြည့် campus ထဲမှာတက်တဲ့ကျောင်းသားဦးရေ953ယောက်ရှိခဲ့ပါတယ်။ဒါပေမဲ့2024ခုနှစ်ရောက်လာတဲ့အချိန်မှာတော့
ကျောင်းသားစုစုပေါင်းဦးရေ813ယောက်နဲ့အချိန်ပြည့်ကျောင်းသားဦးရေ403ယောက်ပဲရှိခဲ့ပါတော့တယ်ဆိုတော့2023ခုနှစ်မှာသူတို့ရဲ့ကျောင်းရဲ့တစ်နှစ်တာလုံးအခွန်ဆောင်ပြီးတဲ့အချိန်မှာစရင်ချုပ်လိုက်တဲ့အခါမှာကျောင်းရဲ့လူငွေဟာ19.3 တန်းရှိခဲ့ပါတယ်2024ခုနှစ်ရောက်တဲ့အခါမှာတော့စရင်ချုပ်တဲ့အခါမှာကျောင်းရဲ့လူငွေဟာ9.6 တန်းလူငွေပြခဲ့ပါတယ်ဒီနှစ်2025ခုနှစ်မှာလည်းစရင်ချုပ်တဲ့အခါမှာအဲ့ဒီလိုမျိုးပဲကျောင်းရဲ့လူငွေထပ်ပြဖို့ရှိပါတယ်နောက်ထပ်ပြဿနာတစ်ခုက2026မှာကျောင်းရဲ့ချင်းငွေကိုသူတို့ချင်းငွေယူခဲ့ပါတယ်2026ခုနှစ်မှာသူတို့ချင်းယူထားတဲ့ချင်းငွေဒေါ်လာ19တန်းကျော်ကိုလည်းပြန်ဆက်ပေးရဖို့ရှိပါတယ်ကျောင်းသားဦးရေကျဆင်းလာမှုနဲ့အတူကျောင်းရဲ့ဝင်ငွေကလည်းတဖြည်းဖြည်းနဲ့နည်းပါလာပါတယ်ဝင်ငွေနည်းပါလာတဲ့နဲ့အမျှကျောင်းရဲ့တစ်နှစ်တာအသုံးစိတ်ဟာဝင်ငွေထက်ပိုမိုများပြားလာတဲ့အခါမှာတော့TDS ကျန်းစာကျောင်းဟာဘလို့မှတောက်မခံတော့ဘဲနဲ့နောက်ဆုံးမှာသူတို့ရဲ့ကျောင်းရဲ့ campus ကိုရောင်းချပြီးတော့မှပေးချေရမယ်အကျွေးအားလုံးကိုဆက်ရဖို့ပဲရှိပါတော့တယ်ဒီနေရာမှာကျောင်းကလုံးဝပိတ်လိုက်တာမျိုးမဟုတ်ပေမဲ့တခြားကနေဒါနိုင်ငံမှာရှိတဲ့ Trinity Western University လက်အောက်ကကျန်းစာကျောင်းတစ်ကျောင်းအဖြစ်ရက်တည်ဖို့လုပ်တဲ့အခါမှာတော့အနည်းဆုံးကျောင်းရဲ့လက်ရှိဆရာဆရာမအများစုနဲ့ဝန်ထမ်းအများစုဟာသူတို့ရဲ့အလုပ်ကနေပြီးမှရဆိုင်ချင်းကိုခံရမှာဖြစ်ပါတယ်ဒီလိုဖြစ်လာတာနဲ့အမျှဒီကျန်းစာကျောင်းကလူစိတ်ဝင်စားမှုခံရခြင်းကိုတဖြည်းဖြည်းညှော့နှဲလာပြီးတော့မှတစ်ချိန်လုံးကဟုံးဟုံးတောက်ဂုံတိတ်ခါရှိခဲ့တဲ့ကျန်းစာကျောင်းတစ်ကျောင်းကိုပြန်ဖြစ်ဖို့ကတော့အမတန်မှခက်ခဲသွားပါပြီဒီနေရာမှာ TDS ကျန်းစာကျောင်းတစ်ခုပဲ USA မှာဒီလိုမျိုးဖြစ်တာမဟုတ်ပါဘူး TDS ကျန်းစာကျောင်းလိုပဲ USA မှာသူတို့ပိုင်တဲ့ campus တွေကိုရောင်းချယူလို့ရရင်ရောင်းချလို့မရတဲ့အခါမှာနောက်ဆုံးကျောင်းပိတ်လိုက်ရတဲ့ဒီဖြစ်သွားတဲ့တခြားသောကျန်းစာကျောင်းတွေလည်းအများကြီးပါပဲဥပမာ2020ခုနှစ်မှာ Gordon Conwell ကသူတို့ကျောင်းရဲ့ငွေကြေးလိုအပ်ချက်ရသူတို့ရဲ့ပိုင်ဆိုင်တဲ့ဧက100ကျော်လောက်ရှိတဲ့ campus တချို့ဒါမှမဟုတ်အကုန်လုံးကိုရောင်းချပြီးတော့မှတခြားကျောင်းတစ်ကျောင်းရဲ့လက်အောက်မှာတွားပြီးတော့မှဖွင့်လှစ်ဖို့ကြီးညာခဲ့ပါတယ်ဒါပေမဲ့2023မှာသူတို့ရဲ့ဆုံးဖြတ်ချက်ကိုပြောင်းပြီးတော့မှကျောင်းရဲ့ပိုင်ဆိုင်တဲ့မြေနေရာတချို့ကိုပဲရောင်းချပြီးတော့မှသူတို့ကျောင်းကိုအရင်တိုင်းဆက်လက်ရပ်တည်ဖို့အတွက်သူတို့ပြန်လည်ပြီးမှဆုံးဖြတ်ချက်ချခဲ့ပါတယ်အလားတူမျိုးပဲ Fuller Theological Seminary ကျမ်းစာကျောင်းမှာလည်းတကယ့်ကိုငွေကြေးရဲ့အခက်အခဲရှိခဲ့ပါတယ်ငွေကြေးအခက်အခဲရှိတဲ့အတွက်သူတို့ပိုင်ဆိုင်တော့တချို့သောအဆောက်အဦတွေ campus တွေကိုရောင်းချလိုက်ခဲ့ရတာမျိုးလည်းရှိခဲ့ပါတယ်ဒီညမှာမေခွန်းကနှစ်ပေါင်းမြောက်များစွာရပ်ထီခဲ့တဲ့ကျန်းစာကျောင်းတွေတကယ့်ကို USO နိုင်ငံမျိုးမှာတကယ့်ကို resources ကောင်းတဲ့နေရာမျိုးမှာဖွင့်လှစ်ထားတဲ့ကျန်းစာကျောင်းတွေဘာကြောင့်အခုလိုမျိုးဖြစ်သွားရတယ်လဲဆိုတော့ဒီအရာနဲ့ပတ်သက်ပြီးတော့မှတကယ့်ကိုနာမည်ကြီး Old Testament scholar တခုဖြစ်တဲ့ Dr. Carman ကတော့အချက်9ချက်ကိုထောက်ပြထားပါတယ်အဲ့ဒီမှာသူထောက်ပြထားတဲ့အချက်9ချက်ထဲကနံပါတ်1ချက်ကတော့နံပါတ်1ချက်USA မှာအထူးသဖြင့် local native American မိသားစုတွေမှာကလေးမွေးဖွားနှုန်းတကယ့်ကိုကျဆင်းလာပါတယ်ကလေးမွေးဖွားနှုန်းကျဆင်းလာတာနဲ့အများကလေးတွေဟာဒီ undergraduate programs တွေမှာတကယ့်ကိုကျောင်းသားဥယျာဉ်ဟာတဖြည်းဖြည်းနဲ့ကျဆင်းလာပါတယ်အဲ့ဒီလိုကျဆင်းလာတဲ့အတွက်အမေရိကမှာရှိတဲ့ကျန်းစာကျောင်းတချို့တော်တော်များများရဲ့ကျောင်းသားဥယျာဉ်ဟာလည်းကျဆင်းလာတယ်လို့ဖော်ပြထားပါတယ်။နံပါတ်2အချက်လူတွေရဲ့ဓမ္မပညာအထူးသဖြင့်အဆင့်မြင့်ဓမ္မပညာပေါ်မှာယူဆချက်တွေကတဖြည်းဖြည်းနဲ့ပြောင်းလဲလာပါတယ်။ဥပမာကျွန်တော်တို့PhD ကျောင်းတွေကိုတက်ဖို့ဆိုရင်အမတန်မှဈေးကြီးပါတယ်။ဈေးကြီးတာဖြစ်တဲ့အတွက်မိသားစုလိုက်လေမိသားစုရှုတဲ့လူဆိုမိသားစုလိုက်ကျောင်းလာတက်မှာဖြစ်တဲ့အတွက်သူတို့အစိုးရရှိကနေပြီးမှချင်းငွေယူရပါတယ်အဲ့ဒီချွေးငွေကိုကျောင်းပြီးသွားတဲ့အခါမှာအလုပ်ပြန်ရဖို့ကလည်းအမတန်မှ very competitive ဖြစ်ပါတယ်အလုပ်ကလည်းမသေးချပါဘူးမိသားစုကလည်းရှိပါသေးတယ်ပြီးတော့မှအကျွေးလည်းဆက်ဖို့ရှိပါသေးတယ်ဆိုတော့ဒီလိုမျိုးတွေပြဿနာတွေအများကြီးရှိလာတဲ့ဖြစ်တဲ့အတွက်လူတွေရဲ့အဆင့်မြင့်ဓမ္မပညာအပေါ်မှာထင်မြင်ယူဆချက်တွေသူတို့ရဲ့တန်ဖိုးတွေတကယ်ပဲတက်ဖို့လိုသလားဆိုတဲ့မေးခွန်းတွေကလူတွေရဲ့စိတ်ထဲမှာဖြစ်လာတယ်လို့ဒုတိယတစ်ချက်အနေနဲ့ဖော်ပြထားပါတယ်နံပါတ်3ချက်အနေနဲ့အသင်းတော်အများစုမှာအရင်တုန်းက MDiv ကျန်းစာကျောင်းပြီးမှအမှုတော်ဆောင်လို့ရမယ်စသဖြင့်ကန့်သက်ချက်တွေရှိပါတယ်ဒီလိုကန့်သက်ချက်တွေဟာလည်းဒီ
နောက်ပိုင်းမှာကန့်သက်ချက်တွေတဖြည်းဖြည်းနဲ့ညှော်နေလာတဲ့အတွက်အသင်းတော်တွေကသူတို့ရဲ့အသင်းတော်မှာအမှုတော်ဆောင်မဲ့သူတွေကိုကျမ်းစာကျောင်းမှာဆေလွတ်တဲ့ဥယျာဟာလည်းတဖြည်းဖြည်းနဲ့ကျဆင်းလာတာကိုတွေ့ရှိရပါတယ်နံပါတ်၄ချက်အနေနဲ့ကတော့ကျွန်တော်ကျမ်းစာကျောင်းဆိုင်ရာဓမ္မပညာအတွေးခေါ်တွေကိုယနေ့ခေတ်မှာကျွန်တော်တို့ online ကနေပြီးတော့မှအလွယ်တကူအခမဲ့ရရှိနိုင်တာဖြစ်တဲ့အတွက်လူတွေရဲ့အမြင်မှာကျမ်းစာကျောင်းမှာတွားပြီးတော့မှနှစ်ပေါင်းမြောက်များစွာသင်ယူမဲ့ဆက်ကိုယ့်ဘာကိုအပြင်မှာစာအုပ်ဖတ်မယ်ဒီလိုမျိုး online ကပို့ချတာတွေကိုနားထောင်ခြင်းအဖြစ်ဓမ္မပညာအတွေးခေါ်တွေကိုလေ့လာလို့ရတယ်ဆိုတော့ယူဆချက်တွေလည်းတဖြည်းဖြည်းများပြားလာတဲ့အတွက်ဒီနေ့ကျမ်းစာကျောင်းတွေမှာလာရောက်ပြီးတော့မှတက်ရောက်ဖို့အတွက်စိတ်ဝင်စားမှုနှုန်းဟာကျဆင်းလာတယ်လို့ဖော်ပြထားပါတယ်နံပါတ်5အချက်ကတော့ USA ရဲ့အသင်းတော်တကယ် mainline churches တွေမှာအသင်းတော်မှာအသင်းသူအသင်းသားဥယျာဉ်တဖြည်းဖြည်းနဲ့ကြာဆုံးနဲပါလာတဲ့အတွက်ကျမ်းစာကျောင်းတွေမှာကျောင်းတက်တဲ့ဥယျာဉ်ကလည်းနဲပါလာတယ်လို့ဖော်ပြထားပါတယ်နံပါတ်6မှာဒီနေရာမှာနံပါတ်6ကတော်တော်လေးထူးခြားပါတယ် USA နိုင်ငံမှာတကယ် denominational churches တွေကတဖြည်းဖြည်းနဲ့နဲပါလာပြီးတော့မှ free churches non-denominational churches တကယ်ကိုကျွန်တော်တို့တခုခုဥမာ Methodist Baptist เนาะAssembly of God တခု denominational ဂိုင်းကနအဖွဲ့အစည်းတွေရဲ့လက်အောက်မှာပေါ်ထွက်လာတဲ့အသင်းတော်တွေမဟုတ်ဘဲနဲ့တိကျရက်တည်လာတဲ့အသင်းတော်တွေအမတန်မှများပြားလာတဲ့အတွက်ဒီနေ့အဲ့ဒီအသင်းတော်တွေကနေပြီးတော့မှကျမ်းစာကျောင်းကိုတက်ရောက်ပြီးတော့မှအမှုတော်ဆောင်ဆရာမလိုဘူးဆိုတဲ့ယူဆချက်တွေလည်းရှိလာတာဖြစ်တဲ့အတွက်ဒီလိုမျိုးကိစ္စတွေကြောင့်ကျမ်းစာကျောင်းမှာစာလာတင်ဖို့အတွက်ကျောင်းသားဥယျာဉ်တဖြည်းဖြည်းနဲ့ကျဆင်းလာတယ်လို့ဖော်ပြထားပါတယ်နံပါတ်9မှာကျတော့အမေရိကခရီးယန်တွေကြားထဲမှာတကယ့်နိုင်ငံရေးယူဆချက်တွေစီးပွားရေးယူဆချက်တွေလူမှုရေးဆိုင်ရာယူဆချက်တွေ human rights ဆိုင်ရာတွေးခေါ်ယူဆချက်တွေအမတန်မှအကွဲကွဲအပြားပြားရှိပါတယ်ဒီလိုမျိုးအကွဲကွဲအပြားပြားဖြစ်လာတာနဲ့အမြခရီးယန်ဟာ2ချမ်းကွဲ3ချမ်းကွဲ4ချမ်းကွဲဖြစ်လာတာနဲ့အမြဒီနေ့အလူရှင်တွေဟာလေကိုယ့်ရဲ့ ideology ကိုယ့်ရဲ့တွေးခေါ်ယူဆချက်နဲ့မတူဘူးဆိုရင်ကျန်းစာကျောင်းတွေမှာသူတို့ရဲ့အလူငွေကိုပေးချင်တဲ့ဆန္ဒတွေမရှိတော့ဘူးအလူငွေတွေလည်းပြန်ရုပ်သိမ်းလာတယ်တဖြည်းဖြည်းနဲ့ donor တွေလည်းရှားပါလာတဲ့ပြဿနာကြုံရတဲ့အတွက်ကျန်းစာကျောင်းတွေအမတန်မှရက်တီဖို့ခက်ခဲလာတယ်လို့ပြောပါတယ်နောက်ဆုံးတစ်ခုကတော့အမေရိကမှာရှိတဲ့ကျမ်းစာကျောင်းတွေဓမ္မပညာရေးအမတန်မှဈေးကြီးပါတယ်ဥပမာကျွန်တော်တို့ Asbury Theological Seminary မှာဆိုရင် PhD course တဘာသာကို960ဖြစ်ပါတယ်ဆိုတော့တစ်နှစ်မှာကျွန်တော်ကျူရှင်ခကအနည်းဆုံးဒေါ်လာ12000နဲ့13000ကြားရှိပါဒါကကျွန်တော်ကျူရှင် fees တည်တံပဲဖြစ်ပါတယ်ဆိုတော့ဒါတော့မှအိမ်ငါးခတွေမိခတွေ insurance ခတွေခြားအထွေထွေအုံးစိတ်တွေခမပါသေးဘူးအဲ့ဒါတွေအားလုံးပေါင်းပြီးတော့မှကျွန်တော်တို့ Asbury မှာမိသားစုလိုက်ကြောင်းတက်မယ်ဆိုအနည်းဆုံးကျွန်တော်တို့ရဲ့ဝင်ငွေဟာဒေါ်လာ3000ကနေ5000ကြားရှိဖို့လိုပါတယ်အဲ့ဒါမှမရှိဘူးဆိုရင်ကျွန်တော်တို့ USA မှာမိသားစုလိုက်ကြောင်းတက်ဖို့အမတန်မှကျွန်တော်တို့ခက်ခဲတဲ့အရာဖြစ်ပါတယ်ဆိုတော့ဒီလောက်များတဲ့ဝင်ငွေတွေကိုကျွန်တော်တို့ဘယ်ကနေသွားရှာမလဲပေါ့နော်ဆိုတော့အဲ့ဒါအကြောင်းမလို့ကျွန်တော်တို့လူတွေရဲ့အမြင်မှာဒီအစစ်မြစ်ဓမ္မပညာပတ်စံနှုံးတွေဟာပေးရတဲ့ပတ်စံနှုံးတွေအမတန်မှများပြတဲ့အတွက်တော်တော်များများကျောင်းသူကျောင်းသားတွေကစိတ်ဝင်စားပြီးမှလည်းမတတ်နိုင်တဲ့အတွက်ကျောင်းသားကျောင်းတွေမှာအစစ်မြစ်ဓမ္မပညာသင်ကြားဖို့အတွက်လူဦးရေနှဲပါလာတယ်လို့ဖော်ပြထားပါတယ်ဒီအချက်၈ချက်ကတော့ခုနပြောတဲ့ဒေါက်တာကာမန်ကနေပြီးတော့မှဖော်ပြထားတဲ့သူ့ရဲ့ယူဆချက်၈ချက်ကိုဖော်ပြပေးထားခြင်းဖြစ်ပါတယ်ပြီးတော့မှကျွန်တော်အနေနဲ့ဒီတီးခြားကျွန်တော်လေ့လာထားတဲ့အကြောင်းအရာလေးတစ်ခုရှိပါအဲ့ဒါကဘာလဲဆိုတော့ USA မှာ Association of Theological Schools ATS လို့ခေါ်ထားတဲ့တကယ်ဒီအဖွဲ့အစည်းကကြတော့ USA မှာတကယ် accreditation ရထားတဲ့ကျောင်းတွေအားလုံးရဲ့တစ်နှစ်တာလုံးကျောင်းသားဦးရေသူတို့ရဲ့ဝင်ငွေတွေကိုစည်ရင်းပြုစုထားတဲ့စည်ရင်းရှိပါတယ်အဲ့ဒါကကျွန်တော်တို့မကြသေးမီကပဲ2024-2025 USA မှာရှိတဲ့ accreditation ရထားတဲ့ကျောင်းတွေအားလုံးကိုသူတို့စည်ရင်းပြုစုထားတဲ့ report တစ်ခုထွက်ပါတယ်အဲ့ဒီ report ထဲမှာကျွန်တော်ကြည့်လိုက်တဲ့အခါမှာယနေ့လက်ရှိ USA တနိုင်ငံလုံးမှာကျောင်းသားဦးရေအများဆုံးရရှိထားတဲ့အကြောင်းတွေကကြတော့ Liberty University Rollins School of Divinity ပြီးတော့မှ Southern Baptist Theological Seminary Southern
Southern Baptist Theological Seminary ကကျောင်းသားဥယျာဉ်1813နဲ့အများဆုံးရထားတယ်ပြီးတော့တတိယမှာ Midwestern Baptist Theological Seminary ကျောင်းသားဥယျာဉ်1554ပြီးတော့မှ Dallas Theological Seminary 1361ပေါ့နော်ဆိုတော့ဒီစင်းရကျွန်တော်ကြည့်လိုက်တဲ့အခါမှာနှစ်ချမ်းကျွန်တော်တို့ပြန်ခွဲလို့ရတယ် denominational လက်အောက်မှာဖွင့်လှစ်ထားတဲ့ကျမ်းစာကျောင်းတွေနဲ့ပြီးတော့မှ non denominational ဒီအဂိုင်းကနအဖွဲ့အစည်းတွေလက်အောက်ကသွားတာမဟုတ်ဘဲနဲ့တိကျရက်တည်တဲ့ကျမ်းစာကျောင်းတွေလည်းရှိပါတယ်ပြီးတော့နောက်တစ်ခုကကျတော့ university လက်အောက်ခံကျမ်းစာကျောင်းတွေမှာဖွင့်ထားတဲ့ကျမ်းစာကျောင်းတွေပေါ့နော်ဆိုတော့ဒီလိုမျိုးရေဘူးရအပိုင်း၃ပိုင်းခွဲလို့ရပါတယ်ခုနကဒီ Association of Theological Schools ရဲ့ report အရဆိုရင်အများဆုံးလက်ရှိရည်တည်တဲ့အခါတော့ခုန University လက်အောက်မှာဖွင့်ထားတဲ့ကျမ်းစာကျောင်းကဥယျာဉ်အများဆုံးနဲ့နံပါတ်1နေရာမှာရည်တည်ပြီးတော့မှအဲ့ဒီရဲ့နောက်မှာလိုက်လာတာကကြတော့ခုနပြောတဲ့အထူးသဖြင့်ဒီ Southern Baptist Theological Seminary ပေါ့နော်သူကကြတော့ denominational လက်အောက်မှာဒီ Baptist Southern Baptist ရဲ့လက်အောက်မှာဖွင့်ထားတဲ့ကျမ်းစာကျောင်းကဒုတိယအနေနဲ့ကျောင်းသားဥယျာဉ်အများဆုံးလိုက်တာကိုတွေ့ရပါတယ်ဆိုတော့ဒါကဘာကိုပြလဲဆိုတော့ USA မှာရှိတဲ့ပြီးတော့မှဒီနံပါတ်3နေရာနံပါတ်4 5 6 9နေရာမှာရှိတဲ့ကျောင်းတွေကကြတော့ Southeastern Baptist Theological Seminary ပြီးတော့နံပါတ်6မှာ Southwestern Baptist Theological Seminary နံပါတ်9မှာ New Orleans Baptist Theological Seminary အစရှိတဲ့ဒီ denominational လက်အောက်မှာဖွင့်လှစ်ထားတဲ့ကျမ်းစာကျောင်းနဲ့ university လက်အောက်မှာဖွင့်လှစ်ထားတဲ့ကျမ်းစာကျောင်းအများစုမှာကျောင်းသားဥယျာဉ်ဟာတခြားကျောင်းတွေထက်ပိုမိုပြီးတော့မှများပြားတာကိုတွေ့ရပါတယ်ပြီးတော့မှကျွန်တော်ရဲ့ယူဆချက်ကတော့ဒီကျောင်းနေမှာသူတို့ရဲ့ income stable ဖြစ်တယ်လို့ကျွန်တော်အနေနဲ့ယူဆနိုင်ပါတယ်ဒီလိုမျိုးကျောင်းသားများများကို accommodate လုပ်ဖို့ကကျွန်တော်ကျောင်းမှာတော်တော်လေးကို fund တောက်မှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျောင်းသားတွေရှိကရရှိထားတဲ့เนาะကျွန်တော်တို့ဒီသူတို့ရဲ့ tuition fees တွေတကယ်ကျောင်းသားတဦးရဲ့ total cost ကိုလုံးဝမ cover ပါဘူး။ဒီလိုမျိုးကျောင်းသားအများကြီးကိုကျောင်းမှာလက်ခံဖို့ဆိုတော့ကျောင်းရဲ့ fundraising တော်တော်လေးတောက်မှာ stable ဖြစ်မှာလက်ခံနိုင်တာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်အနေနဲ့ပြန်ခြုံပြီးမှကြည့်ရမယ်ဆိုတော့ USA မှာကျွန်တော်တို့ဒီUniversity လက်အောက်မှာရှိတဲ့ကျမ်းစာကျောင်းနဲ့ denominational လက်အောက်မှာရှိတဲ့ကျမ်းစာကျောင်းတွေဟာ stable ဖြစ်တယ်အခုလက်ရှိကျောင်းသားဥယျာဉ်အများဆုံးနဲ့ကျောင်းရဲ့တစ်ကနေပြီးမှ8ထိနေရာမှာနေရာယူထားတာတွေ့ရပါတယ်နောက်ထပ်စိတ်ဝင်စားစရာတစ်ခုကတော့เนาะ non denominational ကျမ်းစာကျောင်းတွေဖြစ်ကြတဲ့စီးရင်ထဲမှာတော့နံပါတ်1ဦးဆောင်နေတာက Dallas Theological Seminary ကကျောင်းသားဥယျာဉ်1361နဲ့နံပါတ်1ဦးဆောင်နေတယ်နံပါတ်2ကကျတော့ကျွန်တော်ကျောင်းဖြစ်တဲ့ Asbury Theological Seminary ကကျောင်းသား888ယောက်ပြီးတော့မှTalbot နံပါတ်3မှာ Talbot School of Theology ကကျောင်းသား953နဲ့နံပါတ်3နံပါတ်4မှာကျတော့ Gordon Conwell Theological Seminary ကကျောင်းသား925ယောက်ပြီးတော့ Kairos University က924ပြီးတော့ Fuller Theological Seminary ကကျောင်းသား913နဲ့နံပါတ်6နေရာမှာပေါ့နော်ဆိုတော့အတီးတီးရက်တီလျက်ရှိပါတယ်ဆိုတော့ဒါကဘာကိုပြလဲဆိုတော့သူတို့အနေနဲ့ကျောင်းသား stable ဖြစ်တယ် income ကောင်းပြီမဲ့လေတခြား Baptist denomination လာကျမ်းစာကျောင်းအောက်မှာဖွင့်ထားတဲ့ကျောင်းဒါမှမဟုတ် university လောက်မှာဖွင့်တဲ့ကျောင်းတွေနဲ့ရှင်လိုက်ရင်တော့ကျောင်းသားဥယျာဉ်ဟာကျွန်တော်တို့ထက်ဝက်ကျော်လောက်နည်းနေသေးတယ်ဆိုတာကိုကျွန်တော်အနေနဲ့တွေ့ရပါတယ်ဆိုတော့ဒီအရာတွေအားလုံးထဲကနေပြီးတော့မှကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ကျမ်းစာကျောင်းတွေဘယ်လိုသင်ခန်းစာယူတင်တယ်လဲ US လိုနိုင်ငံမျိုးမှာနှစ်ပေါင်းမြောက်များစွာရက်တည်ခဲ့တဲ့အကျမ်းစာကျောင်းတွေတောင်မှဒီလိုမျိုးအခြေအနေဖြစ်တယ်ဆိုရင်ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ကျမ်းစာကျောင်းတွေဘယ်လိုနေမလဲပြီးတော့မှကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ကျန်းစာကြောင့်အများစုကကျွန်တော်တို့ passive income လို့ခေါ်တဲ့နိုင်ငံခြားကနေပြီးတော့မှထောက်ပံ့ငွေနဲ့ရက်တီးပြီးတော့မှလဲပတ်ရတဲ့ကျန်းစာကြောင့်ဟာတော်တော်လေးများပါတယ် active income လို့ခေါ်တဲ့ဝင်ငွေနဲ့ကျွန်တော်တို့ပြည်တွင်းကနေပြီး local income ပြည်တွင်းကနေပြီးတော့မှရရှိတဲ့ဝင်ငွေနဲ့ရက်တီတဲ့ကျောင်းတွေဟာတော်တော်လေးကိုနည်းပါတယ်လို့ကျွန်တော်ပြောနိုင်ပါတယ်ဒီနေရာမှာတကယ် denominational လက်အောက်ခံကျောင်းတစ်ကျောင်းဖြစ်တယ် MIT လို့ကျောင်းတော်မှာ COVID နဲ့ကျွန်တော်မြန်မာပြည်နိုင်ငံကြီးတကယ်ကိုရှုပ်ထွေးမှုတွေကြားထဲမှာတော်တော်လေးကိုရုန်းကန်ခဲ့ရပါတယ်
အဲ့လိုမျိုး MIT လိုကျောင်းမျိုးတော်မှာနှစ်ပေါင်းမြောက်များစွာရက်တည်ခဲ့တဲ့ကျောင်းတော်မှာဒီလိုမျိုးရုန်းကန်ခဲ့ရတယ်ဆိုရင်ကျွန်တော်တို့တကယ် non denominational ကျမ်းစာကျောင်းအသီးသီးမြန်မာပြည်မှာရှိတဲ့ non denominational ကျမ်းစာကျောင်းအများစုကဘယ်လောက်ထိတောင်မှကျွန်တော်တို့ခက်ခဲမလဲဆိုတာကျွန်တော်တို့စဉ်းစားကြည့်လို့ရပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်အနေနဲ့ဒီဗီဒီယိုရဲ့ဒီ comment box တွေမှာကျွန်တော်မြန်မာပြည်မှာရှိတဲ့ကျမ်းစာကျောင်းတွေအထူးသဖြင့်တတိထားရမယ်ကြိုတင်ပြင်ဆင်ထားရမယ်အရာတွေပါတယ်ဖြစ်မလဲကျွန်တော်တို့မြန်မာပြည်မှာလည်းတဖြည်းဖြည်းနဲ့ကျန်းစာကြောင်းအများစုဟာပေါ်လာတယ်ဆယ်စုနှစ်တစုကြာလဲတဲ့အခါမှာပျောက်ကွယ်သွားတဲ့ကျောင်းတွေလည်းအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်နှစ်ပေါင်းမြောက်များစွာရက်တီဖို့တဲ့ကျွန်တော်တို့ဘာတွေကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လဲ US မှာရှိတဲ့ TDS ကျန်းစာကျောင်းကိုနှစ်ပေါင်း100ကျော်ရက်တီခဲ့တဲ့ကျောင်းတော်မှာနောက်ဆုံးမှာကျောင်းသားဥယျာဉ်ကျဆင်းလာတာနဲ့မျှဝင်ငွေလဲအလူရှင်တွေလည်းနည်းပါလာပြီးတော့နောက်ဆုံးပိတ်campus ကိုရောင်းလိုက်ရတဲ့အထိဖြစ်သွားပါကျွန်တော်မြန်မာပြည်မှာဆိုရင်တော့ကျွန်တော်ဒီလိုအခြေအနေမဖြစ်ဖို့အတွက်ကျွန်တော်တို့ဘယ်လိုပြင်ဆင်ထားရမလဲဆိုတော့ကျွန်တော်ရဲ့အမြင်မှာတော့တကယ်ပဲကျောင်းတစ်ကျောင်းအနေနဲ့မိမိတို့ကျန်းစာကျောင်းရက်တည်နိုင်ဖို့တကယ် long term plan တွေကိုတေချာစဉ်းစားပြီးတော့မှ passive income တခုတည်းမဟုတ်ဘဲနဲ့တကယ် active income တွေဘယ်လိုရနိုင်မလဲအဲ့ဒီဟာတွေကိုတကယ် strategy ကြရေးဆွဲပြီးတော့မှကျွန်တော်တို့ကြိုတင်ပြီးတော့မှပြင်ဆင်ထားတဲ့နယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်ဆိုတော့ခုနကကျွန်တော်တို့ဒီ Old Testament scholar Dr. Kramen အချက်၈ချက်ထောက်ပြတဲ့ကြားထဲကနေပြီးမှကျွန်တော်တို့မြန်မာပြည်နဲ့ဘယ်အချက်တွေကိုက်တယ်လေပေါ့နော်ဆိုတော့ဒီနေ့မှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲကျွန်တော်နိုင်ငံရေးဒီလိုရှုပ်ထွေးမှုတွေကြားထဲမှာလူငယ်တွေတော်တော်များများကကျွန်တော်တိုင်းပြည်မှာမရှိတော့တာဖြစ်တဲ့အတွက်တေးချတယ်ကျောင်းသားဥယျာဟာလွန်ခဲ့သောနှစ်ပေါင်း10နှစ်အတော်အတွင်းမှာတော်တော်လေးကိုကျဆင်းလာမယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ခန့်မှန်းပြီးပါတယ်ဆိုတော့ကျောင်းသားဥယျာကျဆင်းလာတဲ့နဲ့အများမြန်မာပြည်မှာရှိတဲ့ကျောင်းတွေဝင်ငွေထိခိုက်မှာတော့မဟုတ်ပြင်မဲ့ဒါပေမဲ့အလူရှင်တွေရဲ့ interest ကတဖြည်းဖြည်းနဲ့လျော့နေလာကောင်းလာနိုင်ပါတယ်ဆိုတော့ဒီတစ်ချက်ကိုလည်းကျွန်တော်တို့ဒီဟာကိုဘယ်လိုကြော်လွှားနိုင်မလဲဆိုတာစဉ်းစားပြီးတော့မှကျွန်တော်တို့အနေနဲ့ပြင်ဆင်သင့်ပါတယ်ပြီးတော့မှနောက်တစ်ခုကကြတော့ဒီနေရာမှာကျွန်တော်အရန်ပဲစိတ်ဝင်စားတဲ့တစ်ခုကကြတော့ကျွန်တော်တို့မြန်မာပြည်မှာကြတော့ခုနပြောတဲ့ဒီnon denominational ကျမ်းစာကျောင်းတွေအမတန်မှများပြားပါတယ်ဆိုတော့ဒီလိုမျိုးကျမ်းစာကျောင်းတွေအများစုဟာခုနကျွန်တော်ပြောတဲ့အတိုင်းပဲ passive income နဲ့ရက်တည်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့အထူးသဖြင့်non denominational ဖြစ်တဲ့အတွက်အသင်းတော်တွေနဲ့ချိတ်ဆက်မှုအားနေတဲ့အခါမှာသူတို့ရဲ့ local income ကရနိုင်ဖို့အမတန်မှခက်ခဲပါတယ်ဆိုတော့ဒီတစ်ချက်ကိုလည်းကျွန်တော်အနေနဲ့တကယ်ကိုထည့်သွင်းစဉ်းစားသင့်တယ်လို့ကျွန်တော်တို့မြင်တယ်ကျမ်းစာကျောင်းတစ်ကျောင်းရက်တည်ဖို့ဆိုရင်ကျွန်တော်တို့အသင်းတော်တွေတော်တော်များများနဲ့ချိတ်ဆက်ပြီးတော့မှကျွန်တော်တို့မလုံဆောင်မှုဆိုရင်ဒီကျမ်းစာကျောင်းတကြောင်းဟာရေရှည်ရက်တည်နိုင်ဖို့ကျွန်တော်ခက်ခဲပါတယ်ဆိုတော့ non denominational ကျမ်းစာကျောင်းတွေနဲ့အသင်းတော်တွေနဲ့ပူးပေါင်းလှုပ်ဆောင်ချိတ်ဆက်ပြီးတော့မှအသင်းတော်တွေကနေပြီးတော့မှဒီထောက်ပံ့တဲ့အရာမျိုးကိုကျွန်တော်တို့နည်းသည်ဖြစ်စေများသည်ဖြစ်စေကျွန်တော်တို့အနေနဲ့ရေရှည်ရက်တည်နိုင်ဖို့လိုအပ်တယ်ဆိုတာကိုကျွန်တော်ဒီနေရာမှာလည်းကျွန်တော်ထောက်ပြအကြံပြုကျွန်တော်အနေနဲ့ဆွေးနွေးချင်ပါတယ်လို့တခြားကျွန်တော်တို့ဘယ်အချက်တွေပြင်ဆင်သင့်တယ်လဲတခြားဘယ်အရာတွေကကျွန်တော်မဆွေးမိတဲ့အရာတွေရှိမလဲကျွန်တော်တို့အပြန်အလှန်ကျွန်တော်တို့တယောက်နဲ့တယောက်ဆွေးနွေးကြည့်အောင်ဒီ comment box တွေထဲမှာမိတ်ဆွေများရဲ့အမြင်ကိုလည်းထည့်သွင်းဆွေးနွေးလို့ရပါတယ်လို့ပြီးတော့မှအဆုံးသတ်အနေနဲ့ပြောရမယ်ဆိုရင် US မှာရှိတဲ့ evangelical ကျမ်းစာကျောင်းတွေရဲ့တကယ်ဘယင်မဥဆောင်ကျမ်းစာကျောင်းလို့ခေါ်လို့ရတဲ့ TDS ကျမ်းစာကျောင်းဟာသူတို့ရဲ့ campus ကိုရောင်းချပြီးတော့မှတခြားတက္ကသိုလ်လက်အောက်မှာတွားရောက်ဖွင့်လှစ်ခြင်းဟာတကမ္ဘာလုံးမှာရှိတဲ့ခရစ်ယာန်ဓမ္မပညာကျမ်းစာကျောင်းတွေဒါမကမြန်မာပြည်မှာရှိတဲ့ကျမ်းစာကျောင်းတွေရဲ့အနာဂတ်ကိုတကယ်ပဲအလေးထားကြိုတင်ပြင်ဆင်ထားဖို့အတွက်အချက်ပေးခေါင်းလောင်းတန်းဖြစ်တယ်ဆိုတာကိုပြောကြရင်းနဲ့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်အဆုံးသတ်လိုက်ပါတယ်အားလုံးပေါ်မှာဘုရားသခင်အထူးကောင်းချီးပေးပါစေ